အားလုံးပဲမင်္ဂလာပါဒီချက်စီပါဒီနေ့မျှဝေပေးမယ့်အကြောင်းအရာကတော့ Fan for Starter ရဲ့ Unified Answering Questions ဆိုတဲ့ Unit လေးကိုဘယ်လိုသင်ကြားရမလဲဆိုတာကို Step by Step မျှဝေပေးမှာဖြစ်ပါတယ်ရှင် In Session A, can you see the word alphabet in the crossword? Crossword လို့ခေါ်တဲ့စကားလုံးမဟေဒီတဲမှာ alphabet ဆိုတဲ့စကားလုံးကိုမြင်မြင်လား Look at their picture ရုပ်ပုံကိုကြည့်ပါFind the word here in the box. ဒီဘောက်အပြရောင်ထဲမှာရှိတဲ့စကားလုံးတွေကိုရှာပြီးတော့မှ write them in the crossword. ဒီစကားလုံးမဟေဒီထဲမှာပြရေးခိုင်းတာဖြစ်ပါတယ်ရှင် Before teaching session 8, I will ask you some question about this lesson. In one of the boxes, which letter you can see? In one of the boxes, which number can you see? ဒီ slide ချက်တဲကမိကုန်းတွေကိုလည်းဆရာတို့ဆရာမတို့အဲ့လိုရှင်ပြန်လည်အသုံးပြုနိုင်ပါတယ် Session A ကို group work ဒါမှမဟုတ်ရင် individual work အနေနဲ့လည်းအသုံးပြုလို့ရပါတယ်ပြီးလို့ရှိရင်တော့ဆရာနဲ့ကျောင်းသားအဖြစ်မှန်ပြန်ပြီးတော့ check လုပ်ကြမှာဖြစ်ပါတယ် Session B မှာဆိုရင်တော့ read the instruction ညွှန်ကြားချက်တွေကိုသိကြဖတ်ပြီးတော့မှ box လေးထဲမှာပေးရတဲ့ညွှန်ကြားချက်အတိုင်းဆွဲပြရေးပြရုံပဲဖြစ်ပါတယ်ရှင် Session B မှာဆိုရင်တော့ number 1 to 6 ကတော့ပေးထားတဲ့ instruction ကိုတတိတကြလိုက်နာပြီးတော့ဖြည့်ပေးရမှာဖြစ်ပြီးတော့ number 7 to 9 ကတော့ကိုနှစ်သက်ရာစကားလုံးဒါမှမဟုတ်ရင် sending question တွေကိုပေးထားတဲ့ instruction နဲ့ကိုက်ညီအောင်ရေးပြပေးရမှာဖြစ်ပါတယ် Session C မှာတော့ကလေးတွေကိုအချိန်9မိနစ်စာပေးပြီးတော့မှအုပ်စုနှစ်စုဖွဲ့ပြီးတော့မှ look at the picture ကိုကြည့်ပါWhat can you see in this picture? ဘာတွေတွေ့လဲစာကိုရေးချခိုင်းမယ်။အမြန်ဆုံးနဲ့အမှန်ဆုံးပြီးတဲ့အဖွဲ့ကတော့ winner group ဖြစ်ပြီးတော့ sticker ရရှိမှာဖြစ်ပါတယ်။ Session C မှာဆိုရင်တော့ look at the picture ရုပ်ပုံကိုကြည့်မယ်။ Read the sentences စာကြောင်းတွေကိုဖတ်မယ်။ And write yes if they are correct အဖြေတွေကမှန်ကန်မှုရှိမယ်ဆိုရင် yes လို့ရေးမယ် and write no if they are not correct အဖြေကမှားယွင်းနေမယ်ဆိုရင်တော့ no လို့ရေးပြရပါမယ်ပြီးလို့ရှိရင်တော့ဆရာကနေပြီးတော့ကျောင်းသားရဲ့ဖြေဆိုမှုမှန်ကန်မှုရှိမရှိပြန်ပြီးတော့ check လုပ်ပြရပါမယ်ဒီ session လေးကလည်းဆရာမတို့ရဲ့ဆန္ဒရှိရင်ရှိတယ်လို့ပေါ့နော် group work ဒါမှမဟုတ် individual work သုံးပြနိုင်ပါတယ်In Session D, now listen and draw a line between find name and the people in the picture. Play the rest of the audio track. Session D မှာဆိုရင်တော့ကျောင်းသားတွေက audio script ကိုနားထောင်ပြီးတော့မှနာမည်5ခုနဲ့ picture ထဲမှာရှိတဲ့ရုပ်ပုံ5ခုကိုတွဲပေးရမှာပဲဖြစ်ပါတယ်ရှင်။ Listening နှခေါက်ပြပြပြီးတဲ့အခါမှာတော့ဆရာကအဖြေမှန်ကန်မှုရှိမရှိကျောင်းသားတွေကို check လုပ်ပြရပါမယ်။ပြီးလို့ရှိရင်တော့ the last question ဖြစ်တဲ့ which name have no line ဘယ်နာမည်ကိုတော့မြင်းကြောင်းမတွဲခဲ့ဘူးလဲဆိုတာကိုမေးရမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်နော် bye bye